ရင်ရက်တရားပြောခဲ့တယ်လို့မျိုးပဲအင်္ဂလိပ်စာလေးလာတဲ့နေရာမှာအိုးဝေးလန်လန်အချောင်းအရာတွေကိုတွားပြီးတော့စဉ်းစားနေလို့ရှိရင်ကိုကနေတိုင်းစာကြည့်တင်တစ်နာရီ2နာရီလောက်ထားပြီးတော့တိတိကျကျလေးလုပ်တယ်ဆိုရင်တော့effective ဖြစ်တယ်ပေါ့နော်အဲဆိုတော့ကိုမှအချိန်မရှိဘူးဒီအလုပ်ရင်းနဲ့ပဲလေ့လာတွားကြတယ်ဆိုလို့ရှိရင်အမပြောနေကြဖြစ်တဲ့ဒီ daily routine တွေကိုစပြီးတော့လေ့ကျင့်ပါဆိုတော့ဒီနေ့မှာဗာလေ့ကျင့်မလဲဆိုတရားရကကိုယ်ခိုင်းသွားတယ်ပေါ့နော်သူမအားလို့ပေါ့အမေကပြန်ဆေးခိုင်းသွားတယ်အမေကထမင်းချက်ခိုင်းသွားတယ်ဆိုတော့ဒီပုံစံမျိုးလေးကိုကြည့်ရအောင်အမရဲ့ case မှာတော့အမတကယ်ချင်းအမကိုတခုခိုင်းသွားတယ်ပေါ့နော်ဘာခိုင်းတာလဲမသိဘူး okay so ဆက်ပြီးတော့ကြည့်ရအောင် This is my friend project for her thesis so now she is on the trip therefore she asked me to water the plant first I need to open the tap to pump the water up to the green wall this is the green wall there are various kind of plants in the flower beds there are 4 rows and 3 columns in total. It can treat the wastewater into the clean water. Do you believe it? Welcome back. So ဒီရဲ့ဥပမာထဲမှာတရားရကိုခိုင်းချင်တာမျိုးကိုခိုင်းထားတာမျိုးဘယ်လိုပြောလို့ရလဲဆိုတာသိပြီနော် ask to ပေါ့ဆိုတော့မှတ်တဲ့နေရာမှာလည်း ask to မြန်မာလိုခိုင်းသည်လို့မမှတ်ဖက်နဲ့ ask to ဆိုတာ to make someone to do somethingဒါမျိုးပေါ့အဲ့လိုမျိုးလေးမှတ်ရမယ်ဒါမှအင်္ဂလိပ်တွေကကိုယ့်ရဲ့ခေါင်းထဲကနေပြီးတော့ခေါင်းထဲကို absorb အမြဲတမ်းလုပ်နေမိမှာပေါ့နော်မြန်မာလိုမှတ်တဲ့အချင်းကိုရပ်ပါဆိုတော့အရင်ကပြောခဲ့သလိုပဲ there are to there is to အရင်သုံးနေလို့ပြောရတယ်ဘယ်နေရာမှာနေသူ့ကိုသုံးပြီးတော့ပြောလို့ရတာတွေကြီးပဲဆိုတဲ့အခါကျတော့ဒီနေရာဒီဗီဒီယိုလေးမှာခိုင်းတဲ့ဥစ္စာလည်းပြောရတယ် there is to လည်းပြောရတယ် okay so ဒါကြောင့်မို့လို့အမေတို့အဖေတို့အကိုတို့မတို့ကနေပြီးတော့ခိုင်းသွားတဲ့ဟာတစ်ခုခုလည်းရှိမှာပါအဲ့တစ်ခုခုကိုပါစကနေပြီးတော့မှ speak up ပြောကြည့်ပါဒီဥပမာလေးကိုကြည့်ပြီးတော့ bye bye